ဒီနေ့ကကျွန်တော်ရေမွေးတစ်လုံးဖောက်ပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီရေမွေးက line ပေါ်မှာတွေ့တာခရေကစမ်းကျင်တွေကအဲ့ညီလေးကကျွန်တော်တို့မြောက်တကုံမှာပဲထူးထူးခြားခြားစိုင်လာဖွင့်နေဆိုတော့ကျွန်တော်မြောက်တကုံသားချင်းမြောက်တကုံသားအချင်းချင်းတော့မဟုတ်သူကမြောက်တကုံလာတာကိုကမြောက်တကုံသားဆိုတော့အင်ရှင်အနေနဲ့ပေါ့နော်သူကတွားရောက်အားပေးရင်းနဲ့စမ်းကျင်တဲ့ရေမွေးလေးဝဲလာတာတကယ်တော့အနံ့ကတော့တော်တော်စမ်းပြီးွားယူတာစမ်းပြီးွားယူဆိုတာအဲ့လိုတွားဝဲကြရပေါ့နော်အဲ့လိုသဘောကောင်းကောင်းနဲ့အဲ့လိုမျိုးပေါ့သူစီမှာရှိသမျှရေမွေးအားလုံးကိုအဲ့လိုမျိုးအားမနာပဲနဲ့ကိုယ်မဆန်းတော့ပါဘူးဆိုတော့စမ်းပေးတာပေါ့နော်ဆိုတော့သဘောတော့တော်တော်ကောင်းတာဆိုတော့ကိုယ်ဆိုရင်စမ်းပေးမှာ2မျိုးနေတာဟုတ် anyway ဆိုတော့ဒါရေမွေး community တွေကလူတွေကတော့ဒီရေမွေးကိုမြင်တာနဲ့ဒါဘယ်သူစီကဝယ်လာလဲဆိုတော့ဒါသိမှာပါဆိုတော့ဒီရေမွေးကိုသူ့စီမှာပဲ review လုပ်တာတွေ့ပြီးတယ်တခြားလူစီမှာရှင်းရှိမှာပေါ့နော်ဒါပေမဲ့ review တို့ unboxing တို့ဘာတို့ညာတို့ကအဲ့လိုသူ့စီမှာပဲမြင်ဘူးလားဆိုတော့ yes this is black afghano စက်ကူနေပါဘာနာမည်ရအောင်မလဲလို့လေစောင်းမိုက်ဒီက black afghano ဆိုတာဒီကအဲ့ဒီနာမည်ရောလို့ဆွဲဆောင်မှုရှိလို့ဆိုတော့ Nasomatos ရဲ့ black afghano ဆိုတော့ကျွန်တော်ကအမဲကြိုက်တယ်ဆိုတော့အယောင်ရောသူ့ရဲ့ဒီဘူးအယောင်ဘူးအယောင်ရောဒီပလင်းရောပြီးလိုက်ပြီးတော့ဒီအဖုံကလည်းဒီမှာတက်တာမီကျွမ်းထားတဲ့ဟာပုံစံမျိုးပြီးလိုက်ပြီးတော့ပလင်းတော့ဒီလိုပိတ်ရင်လည်းပိတ်ပေါ့ဘယ်လိုဖြစ်တာရပါတယ်ဆိုတော့ဒီလိုပိတ်ရင်လည်းပိတ်ဒီလိုမပိတ်ဖက်နဲ့ကိုယ့်ကိုအိမ်မှာလှထားမယ်ဆိုရင်ဒီလိုပိတ်ပေါ့ဒီလိုဒီကောင်ကဈေးက30မီလီကို6သိန်း3000ကျတယ်ဆိုတော့ပြောရမယ်ဆိုရင်30မီလီ6သိန်း3000ကျတယ်ဆိုတော့90မီလီဆိုရင်18သိန်း9000ကျတယ်ဆိုတော့100မီလီဆိုရင်30ကျော်လောက်ကျတယ်ဆိုတော့ဒီဒပလင်းက100မီလီတာဆိုရင်30လောက်ကျတယ်ဒါက30မီလီမလို့လေဆိုတော့ပြီးလဲပြီးတော့ဒါကတော့ကျွန်တော်အခုညဘက်ကြီးကျတော့မဖျန်းတော့ဘူးဒီကောင်ကအဲ့လိုမျိုးတက်တာကျွန်တော်တို့ bind the fireplace ဆိုပုံစံမျိုးကိုမှ bind the fireplace နဲ့ဆင်တော့မဆင်ပါဘူး bind the ဒါတော့မျိုးတက်တာမီကျွမ်းထားတဲ့ရှတ်တာ6အဲ့လိုအနံ့ရရင်ရေစာလာတလို့အဲ့လိုမျိုး dark ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးမီကျွမ်းထားတဲ့အနံ့မျိုးပေါ့ဆိုတော့ nice ကျောင်းပေးညီလေးကျေးဇူးတင်ပါတယ် thank you ပါပေးစမ်းဒီနောက်ဆုံး Matos တွေလည်းအများကြီးပေးစမ်းနောက်ဆုံး Matos တွေလည်းအများကြီးပေးစမ်းတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် thank you ပါဆိုတော့ this is my unboxing